မင်္ဂလာပါရှင်ညီမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အမျိုးသားတော်တော်များများညီမကိုလာမေးလိရှိတဲ့ဒါပေမဲ့လူပုံအလယ်မှာမေးဖို့ခက်ခဲနေတတ်တဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်ဒါတော့ကိုယ့်ရဲ့ညီလေးကျမ်းမာရေးနဲ့စွမ်းဆောင်ရည်အတွက်အိမ်မာတင်အလွယ်တကူလုပ်နိုင်တဲ့လေ့ကျင့်ခန်း၅မျိုးအကြောင်းပေးဖြစ်ပါတယ်ရှင်အမျိုးသားတွေအတွက်ကိုယ့်ရဲ့အရွယ်အစားနဲ့ပတ်သက်ပြီးယုံကြည်မှုရှိဖို့ဆိုတာအရေးကြီးတဲ့အချက်တစ်ခုပါပဲဒီလေ့ကျင့်ခန်းလေးတွေကသွေးစီးဆင်းမှုကိုအားကောင်းစေတဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ပထမဆုံးလေ့ကျင့်ခန်းကတော့နှိမ့်နယ်သေးခြင်းပါရှင်လေ့ကျင့်ခန်းမစခင်သွေးပူအောင်အရင်လုပ်ရမှာဖြစ်ပါတယ်အရင်ဆုံးရေနွေးနွေးလေးနဲ့တန့်စင်ပေးတာဖြစ်ဖြစ်ရေနွေးဝတ်လေးကတ်ပေးတာဖြစ်ဖြစ်အရင်လုပ်ပေးပါရှင်ပြီးရင်တော့ချောစီသို့မဟုတ်တဘာဝစီတစ်မျိုးမျိုးကိုအသုံးပြုပြီးညင်သာစွာနှိမ့်နယ်ပေးရမှာပါဒီလိုလုပ်ပေးတာကသွေးကြောတွေကိုပွင့်စေပြီးသွေးလည်ပတ်မှုအဆော့တင်ကောင်းမွန်စေပါတယ်ရှင်ဒုတိယတစ်ခုကတော့အထီးရောက်ဆုံးလို့လူသိများတဲ့ဂျယ်ကင်းလေ့ကျင့်ခန်းပါရှင်လုံနည်းကတော့ညီမတို့ရဲ့လက်မနဲ့လက်ညှို့ကိုအိုပုံစံလေးဝိုင်းလိုက်ပါပြီးရင်လိန်တန်းအရင်ကနေထိပ်ဖျားအထိဖြည်းဖြည်းချင်းညစ်ပြီးဆွဲပေးရမှာပါတရက်ကို10မိနစ်လောက်ပုံမှန်လုပ်ပေးရုံနဲ့လုံလောက်ပါတယ်ရှင်တတိထားရမှာကနာကျင်တဲ့အထိအားမဆိုင်ဖို့နဲ့ချောစီသုံးဖို့ကိုတော့မမေ့ပါနဲ့ရှင်တတိယတစ်ခုကတော့အလားရှည်ဖို့အထောက်အကူပြုတဲ့ stretching နည်းလမ်းပါရှင်လိန်တန်ပြော့နေတဲ့အချိန်မှာထိတ်ကနေကြိုက်ပြီးအရှိတ်ဘက်ကိုဖြည်းဖြည်းချင်းဆွဲဆန့်ပေးရမှာပါတင်းထွားပြီဆိုရင်စက္ကန့်30လောက်ထိန်းထားပေးပါရှင်ပြီးရင်တော့ဘယ်ညာအပေါ်အောက်ပတ်တွေကိုလည်းတလဲစီဆန့်ထုတ်ပေးရပါမယ်ရှင်နံပါတ်4ကတော့ Kegel exercise ပါရှင်ဒါကတော့အတွင်းပိုင်းကျွတ်သားတွေကိုတန်မာစေတာဖြစ်လို့တောင်းမမှုကိုပိုပြီးကြာရှည်စေပါတယ်ရှင်စီးထွားတာကိုခဏရက်လိုက်တဲ့အခါသုံးတဲ့ကျွတ်သားလေးကိုကျုံလိုက်ရှော့လိုက်တစ်နည်းအကျဉ်20လောက်လုပ်ပေးရမှာပါနောက်ဆုံးနံပါတ်5ကတော့ penis pump အသုံးပြုတာပါရှင်ဒါကတော့ယာယီအားဖြင့်ကြီးထွားလာအောင်လေဖီအားနဲ့လှုပ်ဆောင်တာဖြစ်ပါတယ်လိန်ဆက်ဆန်ကနီးမှာအသုံးပြုတာကပိုပြီးထိရောက်စေပါတယ်ရှင်အခုပြောပြခဲ့တဲ့နီးလန်းတွေကတဘာဝအတိုင်းလှုပ်ဆောင်ရတာဖြစ်လို့ဇွဲရှိရှိနဲ့ပုံမှန်လေးလုပ်ပေးဖို့တော့လိုအပ်ပါတယ်ရှင်အရေးကြီးဆုံးကတော့နာကျင်မှုခံစားရင်ချက်ချင်းရပ်နားဖို့နဲ့ကိုယ့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့ပါပဲရှင်ဒီနေ့မျှဝေပေးတဲ့ဗဟုသုတလေးတွေကအမျိုးသားထုကြီးအတွက်အကျိုးရှိမယ်လို့ညီမမျှော်လင့်ပါတယ်ရှင်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေကိုသိကျင်နေဆိုရင်တော့ညီမရဲ့ channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်